ဗုဒ္ဓသာသနာစေရန်တိတ်တူဗုဒ္ဓဤဓမ္မတရားတွေကိုလောက၌မပပြောက်ရစေနိကတောဘာသာစီကဖို့ဆိုတာသာသနာမကွယ်ဖို့အဓိကအရေးပါသွန်သင်တတ်သောမြတ်တန်ခါလူဘဝခဏရတဲ့အခိုက်တမ်းမှာဗုဒ္ဓရဲ့တရားနဲ့မွေးတန်ခါ229သွေဝိနိတိတ်ခါရီယေစောင့်ထိန်ငါကြင်ကြံလို့တကယ်မြတ်သာသနာကိုတွန်းရှိရရေး၍သီလအားဤဝပါတိသမာဓိတရားရင့်ကျက်တည်ကြည်ဘုံပညာကြီးမားလာပါရှင်ယဟန်အစပြုကားတည်ဆရာတော်များနေများတန်ခါသည်ဒုသာသနာမှာဖို့ထိုက်ရတနာမည်ဘာသာအကျိုးထံဖို့ကားတည်သာသနာတကုံထုံးပါရောင်ကြည်ဓမ္မလမ်းပြသာသနာအာဇာနည်တရားစိတ်ပွားသူမြတ်စွာတည်စေပြလက်မုံခိုက်ပါသည်အထူးပြေငါညီတင်ကြောပါ